about to get his soul sucked. I love the scream right before they die. သူ့ဝိညာဉ်ကိုအခုဆုတ်ထုတ်တော့မယ်မသေးခင်အော်ဟစ်လိုက်တဲ့အော်တန်ကိုတော့အရန်သဘောကျတယ်ကွန်လောင်အော်ဟစ်လိုက်တဲ့အတန်ကြောင့်လူကန်းကချက်ချင်းတတိထားမိပြီးသူ့ကိုကယ်ဖို့အပြေးသွားတော့မဲ့အချိန်မှာပဲကိုကအတင်းဆွဲထားလိုက်တယ်ကံကောင်းလို့အသက်ရှင်ကြံခဲ့တဲ့လူအနှဲငယ်ကတော့တခြားနေရာတစ်ခုစီချက်ချင်းပို့ဆောင်ခံလိုက်ရတယ်လူကန်းကကွန်လောင်ရဲ့တန်ဦးထုတ်ကိုလက်ထဲမှာကင်ထားရင်ဒူးထောက်လဲကျသွားတယ်သူဝမ်းနေနေတာကကွန်လောင်ကိုဆုံးရှုံးလိုက်ရလို့တင်မဟုတ်ဘူးလူသားတွေရဲ့အင်အားကြီးဆုံးအုတ်ထင်းသူတယောက်ဆုံးရှုံးသွားတာကြောင့်အနာဂတ်အတွက်လည်းစိုးရိမ်နေခဲ့တာပါကွန်လောင်ကြဆုံးသွားပြီဆိုတာနဲ့နောက်ဆုံးတိုက်ပွဲကိုအနိုင်ရဖို့ဆိုတာမဖြစ်နိုင်တဲ့လောက်ဖြစ်သွားခဲ့တယ်အဲ့ဒီအချိန်မှာပဲကိုကလူတိုင်းကိုဒီပေးလိုက်တယ်ရှန်ဆုံကစီကန်းတွေကိုအရင်ဖောက်ပြီးသားဆိုတော့သူတို့ဘက်ကလည်းစီကန်းအတိုင်းဆက်ကစားနေဖို့မလိုတော့ဘူးလို့ပြောလိုက်တာပဲကိုရဲ့စကားကိုကြားပြီးရေတန်းလဲသဘောတူသွားတယ်ဒါကြောင့်သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကိုမြင့်တင်ဖို့ပြစ်သားတွေကိုချက်ချင်းပေးလိုက်တယ်ဒါကို3ဟန်ဆိုရဲ့ဝိညာဉ်ကမင်းနဲ့အတူတိုက်ပွဲဝင်ပေးလိမ့်မယ်အဲ့ဒီနောက်ကိုကတိုက်ပွဲတာဝန်တွေကိုအမြန်ခွဲဝေလိုက်တယ်ဂျက်စကရီကိုကိုရင်ဆိုင်မယ်ဟေးလူကောင်ကြီးဆိုနီယာကကာနိုကိုတိုက်မယ်လူကန်တို့ကတော့မီလီနာနဲ့ကပယ်ကိုတာဝန်ယူမယ်ရေတံရဲ့တယ်လီပို့ဆွမ်းအားနဲ့လူတိုင်းဟာကိုတိုက်ပွဲနယ်မြေစီချက်ချင်းရောက်သွားကြတယ်ဒီတစ်ခေါက်တော့သူတို့ကပြိုင်ပွဲရဲ့စီကန်းတွေကိုကိုယ်တိုင်ပြန်ရေးတော့မယ်အနိုင်ရတဲ့သူကရှေ့ဆက်မယ်အရှုံးသမားကတော့အဲ့ဒီနေရာမှာတင်ဖယ်ရှားခံရမယ်